Hello，大家好，今天老师ကနေပြီးတော့အသီးရွက်နဲ့ပတ်သက်တဲ့နော်မင်းလေး၅ခုကို老师ဖော်ပြပေးသွားမယ်ပြပြပေးသွားမယ်အသီးရွက်ကိုကြတော့老师တို့ကချင်းချိုင်လို့သုံးတယ်ချင်းချိုင်လို့သုံးတယ်နော်အဲ့တော့အသီးအနှံလေး၅ခုကိုပြပြပေးမယ်ကြက်သွန်မိတ်ကိုကြတော့တို့က大葱လို့ခေါ်တယ်大葱ဒါကကြက်သွန်မိတ်ကြက်သွန်အနီကိုကြတော့ရန်ချုံလို့ခေါ်တယ်ကြက်သွန်အဖြူကိုကြတော့大蒜လို့ခေါ်တယ်ပြီးတဲ့ခါကျရင်老师ပန်းမုံလာဦးလို့လည်းခေါ်တယ်ပေါ့နော်ပြီးတဲ့ခါကျလို့ရှိရင်ပန်းကော်ပီစိမ်းကိုကြတော့西兰花လို့ခေါ်တယ်西兰花နောက်တစ်ခုကကြတော့မုံလာဥကိုကြတော့ဟူးလော်ပေါ်လို့ခေါ်ပါတယ်ဒါလေးကတော့ဟင်းဒီဟင်းရွက်နဲ့ပတ်သက်တဲ့အခေါ်အဝေါ်လေး၅ခုဖြစ်ပါတယ်